တို့သမီးလေးကတနည်းနဲ့ရှစ်လမှာစကားပြောရက်သွားတယ်ပြီးတော့ခြေပြားထောက်ပြီးတော့လမ်းလျှောက်တယ်နောက်တစ်ချက်က eye contact လုံးဝမရှိဘူးဒီ sign တွေကိုကြည့်ခြင်းအပြင်တော့များတို့သမီးလေးမှာ audition အပြော့စားဖြစ်နေတယ် audition ဆိုမဲ့တိတ်မသိတာအောင်နော်အကောင်းလေးတိုင်းပဲ ငါမြေလေး audition ဖြစ်ရတာညီကြောင်ငါတို့မျိုးရိုးမရှိဘူးညီလေးယူလို့ဖြစ်ရဒီမှာသမီးကဒီလိုလာပြတော့လေဒီမှာဘယ်လိုလုပ်တက်လိုက်ပါလဲ audition ဆိုတာညံရီတိန်းတယ်ပြတ်မပြေတဲ့သူမဟုတ်ပါ ငါတာအကောင်ဒီယူရဆောက်တော့ဖြစ်ပြီဗောမင်းကယူမဟုတ်ကွာ မစင်မကျင်ပြောလိုက်တဲ့စကားတစ်ခုညာ audition ကလေးမရောသူ့မိဘတွေမှာပါအရန်ကိုစိတ်ထိခိုက်တာကြည့်ရပါလေ နိုင်ငံကျော်အစိုးရရဲ့မီးလေးဟာအော်ဒါစင်းဆိုတာသိရင်လူတွေဘလောက်တောင်မင်းငေါ်လိုက်ကြမလဲဘုသူမအလဲကြတော့မှဘာဖြစ်လို့များသူများနှိမ်စရာကြက်မပြစ်ဖြစ်ရတယ်လို့ နေပါနဲ့နေပါနဲ့မပြောနဲ့ဒီသမီးကိုငါအတိုင်းပဲနဲ့ခေါ်မလာနဲ့လို့ပြောတာရှာခေါ်လာတယ်ခေါ်လာဒီလေးရဲ့စိတ်ကိုအတတ်ပတ်နေတာတလောကလုံးသိပြရမယ်နော်သမီးလေးတဘွားလုံးစားတဲ့စိတ်ချရအောင်တိန်ထုတ်ပေးလိုက်ရင်ကောင်းမလားဟမ် Hi 你起来အမကလည်းမိချယ်ပဲဆိုတော့မိချယ်နဲ့အမနဲ့ကနာမည်တူတငယ်ချင်းတွေဖြစ်သွားပြီနော်နာမည်တူတငယ်ချင်းလေး ဟိုကအိတ်ထောင်တယ်ကလေးတယောက်အဖေနော် သိရလေဟာပြတ်ပေးလိုက်ကြတာကိုပေးမပေးလို့ရှင်နေအဖေပါအောင်မဟဲ့ မေမေ အမမိချယ်ကိုကြီးမိသားစုနဲ့ပဲနေခဲ့မလားမိချယ်ကိုပြန်လိုက်ပို့ပေးမလား ဟမ် ကိုစိတ်တာလို့ကိုစိတ်တဲ့မိန်းမတွဲဒီမိန်းမကလေကိုပြစ်သွားတာနဲ့ပဲတန့်တယ်မိချေဆိုတာလေကျမတို့ရဲ့ပြုစင်လို့နဲ့သမီးလေးရဲ့နာမည်ရှင်အခုပြောတဲ့မိချေဆိုတာလေကျမတို့မိသားစုကိုပျော်ကွဲအောင်လုပ်တဲ့မိန်းမမကောင်းတဲ့မိန်းမ